မိုးမသိသူရဲ့ရှိမှာတန်မိုးရှိတဲ့စကားလုံးတွေကိုသွားပြောမိရင်လည်းပဲအဲ့ဒီစကားလုံးတွေကတန်မိုးမဲ့သွားတာပဲဗျအဲ့ဒါပဲကျွန်တော်ရဲ့ကုံတော်ကိုပါထဲမှာဒုက္ခတကုံဆိုတာရှိတယ်ဒုက္ခတကျိုးရှိဟုတ်မှနတ္တန်သောစကားကိုသာမိန်ကြတော်မူတတ်သောမြတ်စွာဘုရားတဲ့အဲ့ဒါပဲကျွန်တော်မြတ်ကြီးတို့မြည်သည်အကျိုးလေးရှိမယ်ဟုတ်လဲဟုတ်မှန်မယ်ဆိုတဲ့စကားကိုသာမိန်ကြတော်မူတယ်တဲ့ဒါကြောင့်မလို့အလုံးသောတော်ကောင်းတို့အနေနဲ့ဖြစ်လည်းပဲအကျိုးရှိတဲ့စကားဟုတ်မှန်တဲ့စကားတစ်ဖက်သားဆိုလည်းပဲအကျိုးရှိရမယ်အဲ့ဒီစကားမှလည်းမှန်ရမယ်အဲ့ဒီစကားကိုသာပြောဆိုကြပါလို့တိုက်တွန်းအပ်ပါတယ်